ပိတ်ဆို့မှုတွေကိုအမေရိကန်ဘက်ကရုပ်သိမ်းပေးမယ်ဆိုရင်တော့ဟော်မုစ်စစ်ကြောင်းပြန်ဖွင့်ပေးမယ်လို့အီရန်တို့ကကန့်လန့်လာပါတယ်။ဆိုပြီးတော့အီရန်တဲ့ဆွေးနွေးမှုတွေကိုရွှေ့ဆိုင်းမှုလည်းပါကန့်လန့်ချက်ကိုပါကစ္စတန်ကစစ်ပေးပို့ခဲ့တာဖြစ်ပြီးဖေဖော်ဝါရီ28ရက်နေ့ကအမေရိကန်နဲ့အစ္စရေးတို့ကစတင်တိုက်ခိုက်တဲ့အဓိကအကြောင်းရင်းတွေကိုမဖြေရှင်းတဲ့အတွက်သမ္မတထရန့်ကဒီဆိုပြီးကြောက်လက်ခံဖို့အလားအလာနေပါတယ်။သမ္မတထရန့်ရဲ့မျိုးသားလုံခြုံရေးဖွဲ့ဟာတနင်္လာနေ့တွေ့ဆုံမှုမှာအီရန်ရဲ့ဆိုပြီးကြောက်ကိုဆွေးနွေးခဲ့ပါတယ်။ဒါပေမဲ့ဆွေးနွေးမှုအသေးစိတ်နဲ့အဆိုပြုချက်ပေါ်တုံ့ပြန်မှုကိုတော့ထုတ်ဖော်ပြောခြင်းမရှိပါဘူး။ဒီကိစ္စနဲ့ပတ်သက်ပြီးထရန့်ကနောက်ပိုင်းမှာပြောကြားသွားမယ်လို့ဆိုပါတယ်။ထိခိုက်လွယ်တဲ့ပြစ်ခတ်ရေးစရေးကိုရယူထားပေမဲ့အမေရိကန်နဲ့အီရန်တို့ဟာဟော်မုစ်မှာထိပ်တိုက်တွေ့နေပါတယ်။ဒီရေလက်ကြားဟာပုံမှန်ကာလမှာကမ္ဘာရင်းနဲ့သဘောတကွေကုန်သွယ်မှုစုစုပေါင်း9ပုံတပုံဖြတ်သန်းရအဓိကလမ်းကြောင်းပါ။အမေရိကန်ရဲ့ပိတ်ဆို့ကန့်သတ်မှုဟာအီရန်ကိုသူ့ရဲ့ရင်းနဲ့ရောင်းချခွင့်မရအောင်တားဆီးဖို့ရည်ရွယ်ထားတာပါ။ဒါဟာအီရန်အတွက်အရေးပါတဲ့ဝင်ငွေတွေကိုဆုံးရှုံးစေုံတမကရင်းနဲ့တွေမတူလောင်နိုင်တော့တဲ့အတွက်ထုတ်လုပ်မှုပါရဆိုင်ရမယ့်အခြေအနေရောက်သွားပါတယ်။တစ်ဖက်မှာလည်းရေလက်ကြားပိတ်ဆို့တဲ့အတွက်ရင်းနဲ့တက်စီစင်းလုံးနဲ့အစမတန်မြင့်တက်လာလို့အရေးပါတဲ့ဂျားဖြတ်ရွေးကောက်ပွဲနီးကပ်တာနဲ့မျှသမ္မတထရန့်ပေါ်ဖိအားဖြစ်လာစေပါတယ်။ရေလက်ကြားကိုသုံးပြီးတော့ရင်းနဲ့တက်စီတင်ပို့နေရတဲ့ပင်လယ်ကွေ့ဒေသမှာမဟာမိတ်နိုင်ငံတွေအတွက်ဖိအားဖြစ်နေပါတယ်။မြေဩဇာစားတော့ကုန်နဲ့တခြားအခြေခံကုန်စည်နှုန်းတွေမြင့်တက်တာအပါအဝင်ကမ္ဘာစီးပွားရေးအပေါ်ကြည်ကြည်ပြည့်သက်ရောက်မှုရှိနေတဲ့ဒီပိတ်ဆို့ကန့်သတ်မှုကိုအဆုံးသတ်ဖို့နိုင်ငံတွေရဲ့တောင်းဆိုမှုဟာတနင်္လာနေ့မှာပိုပြင်းထန်လာပါတယ်။အီရန်ကတော့နျူကလ িয়ার ရေးနဲ့ပတ်သက်တဲ့ဆွေးနွေးမှုကိုနောက်ပိုင်းမှာဆွေးနွေးဖို့အဆိုပြုထားပါတယ်။ဒါပေမဲ့စစ်ပွဲစတင်ရတဲ့အဓိကအကြောင်းရင်းကတော့အီရန်ကိုနျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်စွမ်းမရှိအောင်တားဆီးထားဖို့ဖြစ်ကြောင်းသမ္မတထရန့်ကပြောပါတယ်။အမေရိကန်ကပိတ်ဆို့မှုတွေကိုရုပ်သိမ်းပြီးတော့စစ်ပွဲကိုအဆုံးသတ်ရင်ဟော်မုစ်စစ်ကြောင်းထိန်းချုပ်မှုကိုရပ်တန့်မယ်လို့အီရန်ဘက်ကကန့်လန့်ကြောင်းဒေတာရင်းတာဝန်ရှိသူတွေကဆိုပါတယ်။ပါရှန်ပင်လယ်ကွေ့အင်မတန်ကျဉ်းမြောင်းလာတဲ့ထွက်ပေါ်ဖြစ်တဲ့ဟော်မုစ်စစ်ကြောင်းဟာကမ္ဘာရင်းနဲ့သဘောတငွေကုန်သွယ်မှု9ပုံတပုံဖြတ်သန်းရလမ်းကြောင်းပါ။လက်ရှိမှာအီရန်ကဖြတ်သန်းသွားလာမှုကိုကန့်သတ်ထားသလိုအမေရိကန်ကလည်းအီရန်စိတ်ကမ်းတွေကိုပိတ်ဆို့ထားလို့ထိပ်တိုက်ရင်ဆိုင်မှုတွေရှိနေပါတယ်။အီရန်ရဲ့ကာလရှည်မဟာမိတ်ရုရှားကိုအီရန်နိုင်ငံသားရေးဝန်ကြီးတွားရောက်လက်ပတ်စဉ်ကဒီကန့်လန့်ချက်ထွက်လာတာပါ။ဒါအပြင်ရုရှားကအီရန်ကိုဘယ်လိုကူညီပေးမလဲဆိုတာမသိရသေးပါဘူး။ဟော်မုစ်ကိုပိတ်ဆို့နိုင်တဲ့အီရန်ရဲ့စွမ်းဆောင်ရည်စစ်ပွဲအတွင်းအကြီးမားဆုံးစစ်ဗျူဟာမြောက်အသာစီးရမှုပါ။စစ်ပွဲစတင်ကလေးကရေနံဈေးနှုန်းတွေတဖြည်းဖြည်းမြင့်တက်လာပြီးတော့ရေနံစိမ်းတင်သင်္ဘောတွေဟာလည်းရေလက်ကြားကိုဘေးကင်းကင်းနဲ့ဖြတ်သန်းနိုင်ခြင်းမရှိဘဲပင်လယ်ကွေ့မှာပဲတောင်းတင်နေပါတယ်။တနင်္လာနေ့ကနိုင်ငံတကာရေနံညှို့ကိန်းဖြစ်တဲ့ Brent ရေနံဈေးတို့မှာတစ်စီကို$109ဝန်းကျင်ရှိလာပါတယ်။ဒါစစ်ပွဲမတိုင်ခင်က50%မြင့်တက်သွားပါတယ်။နောက်ပြီးတော့ဘာရိန်ကဦးဆောင်ပြီးနိုင်ငံပေါင်းများစွာကအရေးပါတဲ့အဲ့ဒီရေလမ်းကြောင်းကိုပြန်ဖွင့်ဖို့ပူးတွဲကြေညာချက်ထပ်မံတောင်းဆိုပါတယ်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထိခိုက်နေတာမှုတွေတိုးပွားလာတဲ့အတွက်လုံခြုံရေးကောင်စီကိုကုလအတွင်းမှုချုပ်ဂူတာရက်စ်ကပြောပါတယ်။ဒီဖိအားတွေကလောင်စာဆီပြတ်တာကုန်ပစ္စည်းတွေပြတ်တာကတဆင့်စားနပ်ရိက္ခာပြတ်လတ်မှုထိဆက်ဖြစ်နေပါတယ်တဲ့။အမေရိကန်ဟာဘာဖြူဟာမှမရှိပဲစစ်ပွဲအတွင်းဝင်ရောက်သွားတာကိုဂျာမန်ဒီပတီဂျက်ဖရန်ဒရစ်ကလည်းဝေဖန်ပါတယ်။ဒီလိုပြိပခါတွေရဲ့အများနဲ့ပြဿနာကအတူတူပဲစစ်ပွဲတွေကိုဝင်ဖို့တွေမဟုတ်ပဲပြန်ထွက်ဖို့ကိုပါနီလန့်ရှာထားမှာတဲ့။ပြည်သူနိုင်ငံဂျာရေးဝန်ကြီးကလည်းဗတ်ပေါင်းစုံကနေပြင်းထန်ဆုံးဝေဖန်ပါတယ်။အမေရိကန်နဲ့အစ္စရေးတို့ဟာဘာမှရှင်းလင်းတဲ့ရည်မှန်းချက်မရှိဘဲနဲ့နိုင်ငံတကာဥပဒေကိုချိုးဖောက်ပြီးအီရန်ကိုတိုက်လို့အခုလိုအကျက်တဲစဖြစ်တာတဲ့။ဒါပေမဲ့ရေလမ်းကြောင်းပိတ်ဆို့မှုတွေအီရန်မှာလည်းတာဝန်ရှိတယ်တဲ့။ရေလက်ကြားဆိုတာကမ္ဘာအတူကြောပါဘယ်သူတူတယောက်ရဲ့ပိုင်ဆိုင်မှုမှမဟုတ်ပါဘူး။ဒါတွေကလည်းရောင်းကုန်မဟုတ်ပါဘူး။အတားအဆီးတွေအခကျင်းတွေလက်ပေးလက်ယူတွေနဲ့ပိတ်ဆို့ထားလို့မရပါဘူးတဲ့။ပြီးခဲ့တဲ့ AP 9 ရက်နေ့ကအမေရိကန်နဲ့အီရန်တို့သဘောတူခဲ့တဲ့ပြစ်ခတ်ရစရေးကိုသမ္မတထရန့်ကပြီးခဲ့တဲ့သတင်းပတ်မှာရန်ကန့်သမရှိထပ်မံတက်တန်းလုပ်ပါတယ်။ဒီသဘောတူညီချက်ကြောင့်တိုက်ပွဲဟာအကြီးအကျယ်ရပ်တန့်သွားခဲ့ပေမဲ့ရေရှည်ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့တော့ခက်ခဲနေပါတယ်။အီရန်နိုင်ငံဂျာရေးဝန်ကြီးအဘတ်အာရချီကရုရှားသမ္မတပူတင်နဲ့စိန့်ပီတာစဘာမှာတွေ့ဆုံခဲ့ကြောင်းရုရှားဆိုရမှာတက်စ်သတင်းဌာနကဖော်ပြပါတယ်။အီရန်ပြည်သူတွေဟာချုပ်ချာအာဏာအတွက်ရင်းရင်ပြောင်ပြောင်စွာတိုက်ပွဲဝင်နေတယ်လို့ပူတင်ကချီးကျူးခဲ့ပြီးတော့အရှေ့လယ်ပိုင်းမှာငြိမ်းချမ်းရေးရရှိစေဖို့ရုရှားကတက်လိုက်သမျှအစွမ်းကုန်ကူညီသွားမယ်တဲ့။အမေရိကန်နဲ့သူ့ကောင်းဆောင်တွေကစစ်ပွဲတွေသူတို့ရည်မှန်းချက်တွေမအောင်မြင်ခဲ့လို့ဆွေးနွေးဖို့ကန့်လန့်လာတဲ့အတွက်အီရန်ကဒီကိစ္စကိုစဉ်းစားနေတာပါ။ဒါ့အပြင်အီရန်နဲ့ရုရှားတို့ကမဟာဗျူဟာမြောက်မဟာမိတ်တွေဖြစ်ပြီးတော့ပူးပေါင်းဆောင်ရွက်မှုတွေဆက်ရှိနေမယ်တဲ့အီရန်နဲ့အမေရိကန်ကြားထဲမှာရပ်တန့်နေတဲ့ဆွေးနွေးပွဲတွေကိုပါကစ္စတန်ကလည်းပြန်သက်သွင်းဖို့ကြိုးပမ်းနေချိန်မှာဒီတွဲဆောင်မှုထွက်ပေါ်ခဲ့တာပါ။ပြီးခဲ့တဲ့သတင်းပတ်ကအစ္စလာမာဘတ်မှာဆွေးနွေးပွဲတွေလုပ်ဖို့မျှော်လင့်ခဲ့ပေမဲ့သမ္မတထရန့်ဟာကိုယ်စားလှယ်ဖွဲ့ခီးစဉ်ကိုဖျက်သိမ်းပြီးတော့ဆွေးနွေးပွဲတွေကိုဖုန်းနဲ့ပဲလုပ်ခဲ့ပါတယ်။
Hormuz ကိုအီရန်နဲ့တူပိုင်ဆိုင်ထားတဲ့အိုမန်နိုင်ငံကိုလည်းရေလက်ကြားကိုဖျက်ဆီးတဲ့သင်္ဘောတွေစီကနေအခါကျင်းငွေကောက်ခံမဲ့စနစ်ထောက်ခံလာသူကိုအီရန်ကအိုမန်ကိုစီးရုံနေပါတယ်။ဒါပေမဲ့အိုမန်ဘက်ကတော့တိကျတဲ့အဖြစ်ရှင်းလင်းမသိရသေးပါဘူး။အီရန်ဟာဆွေးနွေးပွဲအသစ်တွေမစမီအမေရိကန်ရဲ့ပိတ်ဆို့မှုအဆုံးသတ်ဖို့အခိုင်အမာတောင်းဆိုထားပါတယ်။ပါကစ္စတန်ဦးဆောင်တဲ့ဖြန့်ဖြေရေးဖွဲ့ကနှစ်နိုင်ငံကြားရှိနေတဲ့ကြီးမားတဲ့သဘောထားကွဲပြဲကိုစစ်ဆက်ဖို့ကြိုးပမ်းနေပါတယ်။ပါကစ္စတန်တော်မဲ့ကိုယ်စားလှယ်ဖွဲ့ခီးစဉ်ကိုဖျက်သိမ်းပြီးတဲ့နောက်မှာအီရန်ဟာပိုကောင်းတဲ့အဆိုချက်တစ်ခုပေးပို့လာခဲ့တယ်ဆိုပါတယ်။အသေးစိတ်ကိုထုတ်ပြောခြင်းမရှိပေမဲ့အဓိကစီကံချက်ကအီရန်ကနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်မရှိစေရေးဆိုတဲ့အချက်ပါ။အီရန်နျူကလ িয়ার စီမံငြိမ်းချမ်းတဲ့ရွေချက်အတွက်သာဖြစ်တယ်လို့ခိုင်မာပြောပေမဲ့လက်နက်ထုတ်ရမှာသုံးပြီးတဲ့အီရန်ရဲ့တန့်စင်မီရီနီယံကိုအမေရိကန်ကသိမ်းကျင်နေပါတယ်။စစ်စတင်ကအီရန်မှာနယ်ဆုံးလူပေါင်း3385ဦးသေဆုံးခဲ့ပါတယ်။အီရန်စစ်ပွဲစတင်2ရက်ကြာမှာအစ္စရေးနဲ့အီရန်ကြောထောက်လောက်ခံပြီးဟစ်ဇ်ဘိုလာတို့ကြားတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးလက်ဘနွန်မှာလူ2500ကျော်သေပါတယ်။ဒါ့အပြင်အစ္စရေးမှာ23ဦးနဲ့ပင်လယ်ကွေ့အာရပ်နိုင်ငံမှာ1,000ကျော်သေပါတယ်။လက်ဘနွန်မှာအစ္စရေးစစ်သား15ဦးဒေသတွင်းမှာရှိတဲ့အမေရိကန်စစ်သည်73ဦးနဲ့လက်ဘနွန်တောင်ပိုင်းမှာရှိတဲ့ကုလညီကျန်းတပ်ဖွဲ့ဝင်6ဦးလည်းသေပါတယ်။အစ္စရေးနဲ့ဟစ်ဇ်ဘိုလာကြားထဲမှာပြစ်ခတ်ရစဲရေးကို3ပတ်ကြာတက်တန်းတိုးပေမဲ့နှစ်ဖက်လုံးကတော့အပြန်အလှန်တိုက်ပွဲတွေရှိနေစေပါ။ဟစ်ဇ်ဘိုလာဝါရှင်တန်ကဂျောင်းစစ်စစ်ပေးနေတဲ့တန်တမန်ကြီးကဆွေးနွေးပွဲမှာလည်းပါဝင်ခြင်းမရှိဘူးလို့သိရပါတယ်။အခုအီရန်ဘက်ကလည်းအီရန်နိုင်ငံခြားရေးဝန်ကြီးအဘတ်စ်အရချီကပူတင်နဲ့တွေ့ဖို့ကြိုးစားနေတာဖြစ်ပါတယ်။အီရန်နိုင်ငံရဲ့ထိပ်တန်းသံတမန်ဟာရုရှားရောက်ရှိနေစဉ်ရှေ့လက်ပိုင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပြပြရတာဟာအမေရိကန်ကြောင့်ဖြစ်တယ်လို့ပြစ်တင်ပြောဆိုပါတယ်။ရုရှားသမ္မတပူတင်ကလည်းစစ်ပွဲဆုံးသက်နိုင်ဖို့ရုရှားအနေနဲ့ထောက်ခံပါတယ်လို့ပဲပြောပါတယ်။နိုင်ငံခြားရေးဝန်ကြီးအဘတ်စ်အရချီဟာစိန့်ပီတာစဘတ်ကိုရောက်ရှိနေတာဖြစ်ပြီးသူဟာလွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းအဓိကကြောင်းဝင်စစ်ဆက်ပြီးသူပါကစ္စတန်ကို2ကြိမ်သွားခဲ့တဲ့ခီးစဉ်ကြားမှာဥမန်ကိုလည်းသွားခဲ့ပြီးတန်တမန်ရခီးစဉ်တွေဇက်တိုက်သွားလာနေတာဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံအမေရိကန်နဲ့အီရန်ကြားသမိုင်းတစ်လျှောက်မောင်းမြင်ခဲ့တဲ့တစ်ခုတည်းသောတွဲဆုံဆွေးနွေးပွဲကိုအရှင်ဖြစ်လက်ခံကျင်းပခဲ့တဲ့နေရာပါအဘတ်စ်အရချီရဲ့ခီးစဉ်ကြောင့်အခုရက်သတ္တပတ်ကုန်မှာဆွေးနွေးပွဲအသစ်တွေဖြစ်လာနိုင်ခြေရှိပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့တန်တမန်တွေဖြစ်တဲ့စတီဗ်ဝစ်ကော့နဲ့ဂျရက်ကာစတာတို့နဲ့စီစဉ်ထားတဲ့ခီးစဉ်လည်းဖျက်သိမ်းပါတယ်။အရင်ဆွေးနွေးပွဲတွေမှာတိုးတက်မှုတွေရှိပေမဲ့အမေရိကန်ရဲ့အလွန်ကျွံတောင်းဆိုချက်ကြောင့်ရီမန်ချက်တွေစီမရောက်ပဲပြပြခဲ့ရတာလို့အဘတ်စ်အရချီကပြောပါတယ်။ထရန့်ဟာသူ့ရဲ့အမေရိကန်ကိုယ်စားလှယ်များခီးစဉ်ကိုဖျက်သိမ်းပြီးနောက်ဖော်နီပင်းအင်တာဗျူးမှာအီရန်ဘက်ကဆွေးနွေးလို့ရင်ကျွန်တော်တို့ကိုဖုန်းဆက်လို့ရပါတယ်လို့ပြောပါတယ်။ဒါပေမဲ့ခီးစဉ်ဖျက်သိမ်းတာဟာရန်လိုတဲ့ချိန်တွေပြန်သွားတာမဟုတ်ဘူးတဲ့။ပူတင်ကအဘတ်စ်အရချီနဲ့တွေ့ဆုံပြီးနိုင်ငံခြားမှာမဟာဗျူဟာမြောက်ဆက်ဆံရေးပေါ်ဂရီကိုပြကြောင်းပြောပါတယ်။ကျွန်တော်တို့ဘက်ကတော့ခင်ဗျားတို့ရဲ့အကျိုးစီးပွားနဲ့ဒေတာတွင်းကပြည်သူအလုံးအကျိုးစီးပွားအတွက်အများဆုံးပြန်ငြိမ်းချမ်းအောင်တနက်တည်းများအစွမ်းကုန်လှုပ်ဆောင်သွားမှာပါဆိုပါတယ်။တနင်္ဂနွေရက်လောကကြိုးပမ်းမှုတွေရှိနေစေဖြစ်ကြောင်းပြသတဲ့အနေနဲ့အီရန်ဟာနျူကလ িয়ার ကိစ္စနဲ့ဟောင်းမှုစီလက်ကြားကိစ္စပါဝင်သူတို့ရဲ့စီးရင်စည်းကမ်းများကိုပါကစ္စတန်ကဆက်အမေရိကန်ထံပို့ပို့ခဲ့ပါတယ်။အီရန်ဟာနျူကလ িয়ার ရေးဆွေးနွေးမှုကိုနောက်ပိုင်းအဆင့်မှသာဆောင်ရွက်ဖို့နဲ့ဟောင်းမှုကိုပြန်ဖွင့်ဖို့အမေရိကန်ရဲ့ရေကြောင်းပိတ်ဆို့မှုကိုရပ်ဆိုင်းခြင်းဒါတွေကိုဗဟိုပြုတဲ့စစ်ပွဲဆုံးတဲ့ရဲ့ဆိုဗီယက်အသစ်တည်းပေးပို့ခဲ့တယ်လို့အမေရိကန်ရဲ့ SCO သတင်းမီဒီယာကဖော်ပြပါတယ်။အီရန်ဆိုရပိုင် IRNA သတင်းဌာနကတော့ဒီသတင်းကိုညှင်းဆိုခြင်းမရှိဘဲအမေရိကန်အစ္စရေးအီရန်ကြားစစ်ပွဲဟာအပြစ်ခတ်ရစဲမှုအသက်ဝင်နေသေးပေမဲ့စီးပွားရေးဆိုင်ရိုက်ခတ်မှုဟာကမ္ဘာတဝန်းတက်ရောက်မှုရှိနေစေပါ။အီရန်ကဟော်မုစ်ကိုပိတ်ဆို့ထားလို့ရေနံသဘောတငွေနဲ့မြေဩဇာစီးဆင်းမှုပြတ်တောက်နေပြီးဈေးနှုန်းတွေအဆမတန်မြင့်တက်စေပါတယ်။အမေရိကန်ကလည်းတုံ့ပြန်တဲ့အနေနဲ့ဟော်မုစ်လက်ကြောင်းနဲ့အခြားနေရာမှာရှိတဲ့အီရန်စကန်တွေကိုပိတ်ဆို့ပါတယ်။နိုဝင်ဘာမှာကျင်းပမယ့်ဂျာပြည့်ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှအမေရိကန်ပြည်သူတွေဟာစစ်ပွဲကိုမနစ်သက်တော့ဘူးလို့လူထုစကန်တွေကပြသနေသလိုထရန့်ဟာလောင်စာဆီဈေးနှုန်းမြင့်တက်မှုကိုဖြေရှင်းဖို့ပြည်တွင်းဖိအားတွေနဲ့ရင်ဆိုင်ရပါတယ်။ဒါပေမဲ့အီရန်တော်လှန်ရေးစောင့်တပ်ဖွဲ့ကသူတို့ရဲ့ဈေးကွက်ကိုလှုပ်ခတ်စေတဲ့ပိတ်ဆို့မှုတွေရုပ်သိမ်းဖို့ရည်ရွယ်ချက်မရှိဘူးလို့ပြောပါတယ်။အီရန်ပါလီမန်ရှိမြို့သားလုံခြုံရေးကော်မရှင်ကြီးကအီဘရာဟမ်အာဇီဇီကရေလက်ကြားကိုစီမံခန့်ခွဲမဲ့ဥပဒေအသစ်အရအီရန်လက်နက်ကိုင်တပ်ဖွဲ့ဟာကြီးကြပ်ကွပ်ကဲခွင့်အာဏာပိုင်ဖြစ်လာမှာဖြစ်ပြီးရေလက်ကြောင်းကရရှိတဲ့ဗန်နာရေးဆိုင်ရာအကျိုးအမြတ်ကိုအီရန်ရီယယ်ငွေကြေးနဲ့ပေးချေရမယ်တဲ့အာရချီရဲ့အိုမန်ခီးစဉ်မှာလည်းရေလက်ကြားကိစ္စဆွေးနွေးပါတယ်ဒီရေလက်ကြားရဲ့တန်ရုံးတဲ့နိုင်ငံနှစ်ခုအနေနဲ့ကျွန်တော်တို့ရဲ့ဘုံကျိုးစီးပွားတွေဟာအကာအကွယ်ရဖို့
တူနဲ့တူစကားပြောရမှာဖြစ်ပါတယ်ဒါဟာအရေးကြီးတဲ့ကမ္ဘာလုံးဆိုင်ရာပြဿနာပါလို့ဆိုပါတယ်အီရန်နဲ့အိုမန်တို့ဟာယင်းကြီးတဲ့ဆက်ဆံရေးရှိပေမဲ့တခြားအိမ်ကြီးနိုင်ငံတွေနဲ့အီရန်ရဲ့ဆက်ဆံရေးဟာသမိုင်းကြောင်းအရအေးဆက်ပါတယ်စစ်ပွဲတွင်ပင်လယ်ကွေ့နိုင်ငံတွေကိုအီရန်ကဒုံးကြီးနဲ့ဒရုန်းတွေတိုက်ခိုက်ခဲ့တဲ့အတွက်ခြေနေပိုဆိုးပါတယ်UAE စစ်မြေရရှိတွေကတော့ပင်လယ်ကွေ့မဟာမိတ်တွေအနေနဲ့အီရန်ရဲ့တိုက်ခိုက်မှုကိုတုံ့ပြန်ရမှာအားနည်းလို့တယ်လို့ဝေဖန်ပါတယ်ပင်လယ်ကွေ့ဘရင်စနစ်နိုင်ငံတွေဟာအီရန်နဲ့အမြဲတမ်းခက်ခဲတဲ့ဆက်ဆံရေးရှိခဲ့တယ်လို့ဆိုပါတယ်သူတို့ရဲ့ကာလရှည်ကြာကျင့်သုံးခဲ့တဲ့ထိန်းချုပ်မှုဝါဒဟာလည်းစိုးစိုးဝါးကျရှုံးခဲ့ပြီးခုခါတေချာပြန်လည်သုံးသပ်နေရပါတယ်။တစ်ချိန်တည်းမှာပဲအစ္စရေးနဲ့အီရန်ကြော်ထုတ်လောက်ခံပြီး Hezbollah တို့ကြားမကြာသေးမီကတက်တန်းတိုးခဲ့တဲ့အပြစ်ခတ်ရစဲမှုရှိခဲ့ပေမဲ့လည်းလက်ဘရော့စစ်မြေပြင်မှာအကြမ်းဖက်မှုဆက်ဖြစ်နေပြီးနှစ်ဖက်လုံးကအပြစ်ရစဲမှုကိုချိုးဖောက်တယ်လို့ပြန်လည်ဆွဆွဲပါတယ်။ Hezbollah ဟာအီရန်ခေါင်းဆောင်ဒေသမှုတွေလက်စားချေဖို့အစ္စရေးကိုဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ရမှာလက်ဘနွန်ကိုရှေ့လက်ပိုင်းစစ်ပွဲတွေဆွဲသွင်းခဲ့ပါတယ်။အစ္စရေးကလည်းလေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင်ကျူးကျော်မှုတွေနဲ့တုံ့ပြန်ပါတယ်။ Hezbollah ခေါင်းဆောင်နာအင်ကာဆန်ကလက်ဘနွန်နဲ့အစ္စရေးကြားတိုက်ရိုက်ဆွေးနွေးဖို့စီစဉ်ထားတာဟာနိုင်ငံကိုမတည်မငြိမ်ဖြစ်စေမဲ့အင်မတန်ကြီးလေးတဲ့အဖြစ်လို့ပြောပါတယ်။ဒီတိုက်ရိုက်ဆွေးနွေးမှုတွေနဲ့ထွက်ပေါ်လာမဲ့ရလဒ်တွေဟာကျွန်တော်တို့အတွက်မရှိခဲ့သလိုကျွန်တော်တို့လည်းနောက်ဆုံးမှာမဟုတ်ဘူးလို့ပြောပါတယ်။အဲနောက်မကြောက်မီမှာပဲအစ္စရေးစစ်တပ်ကဘန်ကာရာတောင်ကျမ်းနဲ့လက်ဘနွန်မှာရှိတဲ့ Hezbollah အခြေခံစောင့်တွေကိုစတင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။အစ္စရေးကပြည့်စုံသဘောတူညီချက်အရစီစဉ်ထားတဲ့ဖြစ်လာမဲ့ဒါမှမဟုတ်ဖြစ်ပွားနေတဲ့တိုက်ခိုက်မှုတွေတုံ့ပြန်ပိုင်ခွင့်ရှိတယ်ဆိုပါတယ်။လက်ဘနွန်သမ္မတကတော့မိမိရည်မှန်းချက်ကအစ္စရေးနဲ့စစ်ဖြစ်တဲ့အခြေအနေအဆုံးသတ်ဖို့ပါတယ်။ကျွန်တော်တို့လုပ်နေတာဟာသစ္စာဖောက်မှုမဟုတ်ပါဘူး။ပြည်ပအကျိုးစီးပွားတွေအတွက်ကိုယ့်နိုင်ငံကိုစစ်ပွဲထဲဆွဲသွင်းသူတွေကသာတကယ်သစ္စာဖောက်တယ်လို့ပြောပါတယ်။ဒီချက်တဲကိုအဆုံးသတ်စေဖို့နောက်ဆုံးအီရန်ဘက်ကသာအဓိကအလျှော့ပေးလိုက်ရောရမယ်လို့ပြင်သစ်နိုင်ငံကလည်းပြောပါတယ်။ Hormuz ကိုအီရန်ကထိန်းချုပ်ထားခြင်းအားကုလစည်းဝေးမှာနိုင်ငံများအပြားကဖိအားပေးပြီးတဲ့နောက်ပြင်သစ်ကအခုလိုပြောတာဖြစ်ပါတယ်။အီရန်ဆိုရကသူ့ရည်တည်ချက်ကိုတည်တာပြောင်းလဲဖို့အဓိကကျတဲ့အလျှော့ပေးလိုက်ရောမလုပ်ရင်အကျက်တဲအတွက်တာဝန်တရားအဖြေတရရမှာမဟုတ်ပါဘူးတဲ့အီရန်ဟာဒေသတွင်းငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်တဲ့ဒီလန်နဲ့အီရန်ပြည်သူတွေနဲ့သူတို့အနာဂတ်ကိုလွတ်လပ်စွာတည်ဆောက်တဲ့ဒီလန်ကိုပဲပြသရမယ်တဲ့လူလူဆန္ဒပြပွဲတွေကိုဘာသာရေးကောင်းတွေအုပ်ချုပ်တဲ့နိုင်ငံကရက်ဆက်နေနေပြီးလာပေါင်းနေငယ်ကြမှာအဲ့လိုပြောတာပါဘာရင်းကကမခထလောက်ခဲ့တဲ့အစည်းအဝေးကိုသူကတက်ရောက်ခဲ့တာဖြစ်ပြီးဒီအစည်းအဝေးမှာနိုင်ငံပေါင်းတာစင်များစွာကကမ္ဘာရင်နဲ့ငါးပုတ်လုံးဖြတ်တန်းရရေချောင်းလည်းဝင်ပေါက်ဖြစ်တဲ့ Hormuz ကိုပြန်ဖွင့်ဖို့တောင်းဆိုပါတယ်တိုက်ခိုက်ခံရတဲ့လက်တော့မြတဲ့အနေနဲ့အီရန်ကလည်းရေလက်ကြားကိုထိန်းချုပ်ပါတယ်။ကမ္ဘာရင်နဲ့ဇီလုံးတွေထိုးတက်သွားတာကိုဒေါသတကြီးဆောင်ကြည့်နေအမေရိကန်သမ္မတထရန့်ရဲ့တတိပေးစကားကိုအာခံပြီးဒီလိုပိတ်ဆို့ထားတာဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့အမေရိကန်သမ္မတကြီးမိုင်ဝါစ်ကလည်းအီရန်ကရေလက်ကြားမှာမိုင်းထောင်ခြင်းဟာနိုင်ငံတကာဥပဒေချိုးဖောက်တာပဲတဲ့။နိုင်ငံတကာရေလမ်းကြောင်းတွေမှာထင်းသလိုမိုင်းထောင်တာအီရန်ကိုရေလက်ကြားတွေနိုင်ငံတကာရာဇဝတ်သားပြည်လက်များအဖြစ်ကိုရောက်သွားပြီတဲ့။ဒီရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်လို့တေဟီရန်ကဝန်ခံထားတယ်ဒါပေမဲ့လုံရကိုင်းရင်လည်းမရှိဘူးဒီမိုင်းတွေဘယ်နေရာမှာရောက်နေလဲသူတို့မသိဘူးတဲ့တရက်ကြာကျင်းပခဲ့ပြီးတဲ့နောက်နိုင်ပေါင်းများစွာဆွေးနွေးတဲ့စီဝေးမှာအီရန်တန်ဘက်ကသူတို့နိုင်ငံဟာအမေရိကန်ကဲ့သို့ပဲကုလပင်လယ်ပြင်ဥပဒေကွန်ဗင်းရှင်းဖွဲ့ဝင်နိုင်ငံမဟုတ်ဘူးတဲ့ပါရှယ်ပင်လယ်ကွေ့မှာထာဝရတည်ရည်နဲ့လို့အီရန်ကအာမမခံနိုင်ဘူးတဲ့ဒါကြောင့်သူတို့ကနောက်တစ်ချိန်တိုက်ခိုက်ခြင်းမပြုပါဘူးတဲ့အမေရိကန်ကကိုယ်တိုင်ရောက်ဝယ်ရေးတွေကိုပြတ်မှတ်ထားပြီးပြည်နယ်တများနဲ့အကြမ်းဖက်သမားလို့လုပ်နေတာချင်းချောက်ကြက်ကင်တာရေရင်မှာပါတဲ့သူတွေကိုကြောက်လန့်အောင်လုပ်တာသင်းမောတွေကိုဥပဒေမဲ့သိမ်းတာသင်းမောသားတွေကိုတစားကဖမ်းထားတာတွေလုပ်နေတယ်တဲ့ဒါပေမဲ့ဒီနေ့စီမံနိုင်ငံတကာရေချောင်းသွားလာမှုပေါ်စိုးရိမ်ပူပန်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သူတွေဟာဒီလိုအကြမ်းဖက်လုပ်ရပုံမှာတော့ရည်ညွှန်းပြောဆိုတာရှိပေမဲ့ရှုံချပေမဲ့ဘာမှတော့မလုပ်သွားဘူးတဲ့ထရန့်ဆိုရကိုယ်တိုင်ကလည်းအမေရိကန်ရဲ့ဆောင်ရွက်ချက်ပေါ်စစ်စစ်သုံးသပ်မှုတွေရှိလာရင်နိုင်ငံတကာဥပဒေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေပေါ်မကြာခဏဝေဖန်ရှုတ်ချလေးရှိပါတယ်။စစ်ပွဲမှာအမေရိကန်ကိုမကူညီခဲ့ဘူးလို့ဆိုပြီးထရန့်ကနေတိုးကိုဝေဖန်ပါတယ်။ဒီစစ်တပ်ရမှာဒီနိုင်ငံသားတွေကိုသူကတိုင်ပင်ညှိနှိုင်းခြင်းမရှိပါဘူး။ဒါပေမဲ့သူတို့အကူအညီကိုလည်းအမေရိကန်ကမလိုအပ်ပါဘူးတဲ့။ Mywas ကတော့ခုချိန်ကစိတ်တူကိုယ်တူမိတ်ပတ်နေနေနဲ့ညွှန်ပေါင်းဖွဲ့ပြီးအမေရိကန်လုံနိုင်ကိုင်တဲ့ဇွမ်းနဲ့အကူအညီကိုအစစ်မြင့်တင်ရမယ့်အချိန်ပါလို့ပြောသွားပါတယ်။အီရန်ဆောင်ရွက်ချက်ပေါ်ရှုတ်ချတယ်လို့ဒီပြည်သစ်ရဲ့အမေရိကန်နဲ့အစ္စရေးတို့ကိုလည်းအတိအကျသတ်မှတ်တဲ့ရည်မှန်းချက်ပန်းနိုင်မရှိပဲနိုင်ငံတကာဥပဒေပြင်ပမှာစစ်ပွဲကိုစတင်ခဲ့သူတွေလို့ပြောတဲ့ပေါ်လည်းပြစ်တင်ပါတယ်။ဒါပေမဲ့ဒီလိုအခြေအနေရောက်တာအီရန်ဆိုရကလည်းလုံးဝတာဝန်ရှိတယ်လို့ပြည်သစ်ကပြောပါတယ်။နျူကလ িয়ার နဲ့ဒုံးကျည်ကိစ္စတွေမှာလည်းခေါင်းမာနေခြင်းဟာကျန်းဖက်အုပ်စုကိုဆက်ထောက်ပံ့မနေတာလို့ပြောသွားပါတယ်။
ဒီနေ့က American Washington DC Washington Hilton Hotel မှာသမ္မတ Trump ကိုလုပ်ကြံဖို့ကြိုးစားခဲ့တဲ့ဖြစ်စဉ်မှာတနက်သမားအားသမ္မတကိုလုပ်ကြံသဖြင့်ကြိုးပမ်းမှုနဲ့ AP29 မှာတရားစွဲချက်တင်လိုက်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် Torrance မြို့မှာအသက်31နှစ်အရွယ်ကို Thomas Allen ဟာနိုင်ငံရေးလုပ်ကြံမှုလုပ်ဖို့ရည်ရွယ်ချက်နဲ့မြို့တော်ကိုလာရောက်ခဲ့ခြင်းဖြစ်ပါတယ်။အခုဖြစ်စဉ်ဟာနိုင်ငံရေးကြမ်းဖက်မှုနဲ့လုပ်ကြံတပ်ဖြတ်ဖို့ကြိုးပမ်းမှုအချင်းချင်းပြစ်မှတ်ထားခံရတဲ့သမ္မတကိုအကောက်အကွယ်ပေးဖို့လိုအပ်တဲ့လုံခြုံရေးစီမံချက်နဲ့ပတ်သက်တဲ့မေးခွန်းတွေလည်းထွက်လာပါတယ်။တိုက်ခိုက်မှုမစမီကိုလလန်ဟာသူ့မိသားစုနဲ့အလုပ်ရှင်ဟောင်းတွေနဲ့အီးမေးလ်ပို့ခဲ့ရာအစိုးရအဖွဲ့နဲ့သမ္မတ Trump ပေါ်သူဒေါသထွက်ကြောင်းဖော်ပြပါတယ်။ရုံးထုတ်စစ်ဆေးပြီးနောက်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာယာယီရှင်းနေချုပ် Todd Blanche ကဒဏ်ရာရတဲ့အေဂျင့်ဟာအဲ့ဒီတနက်ကိုထုတ်ယူပြီးအလန်ထံကို9ချက်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းအလန်ဟာမြေပြင်ပေါ်လဲကျပြီးဖမ်းခံခဲ့ရကြောင်းပြောပါတယ်။ကိုလန်သူနဲ့ဒီဇန်ထိမှတ်ခြင်းမရှိပဲတရားနိုင်ငံသားရရှိပါတယ်။သူမှာအပြစ်ရှိမရှိထွက်ဆိုချက်ပေးခြင်းနဲ့မရှိသေးပဲကာလကန့်သတ်မရှိဆက်လက်ချုပ်နှောင်ထားဖို့ရှိပြီးတရားသူကြီးက AP30 ရက်နေ့ရုံးချိန်းထက်ချီပါတယ်။ဖြစ်ခဲ့မှုအတွင်းမှာကိုလန်သုံးပြခဲ့တဲ့တနက်ကိုလည်းပြသခဲ့တယ်လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာသတင်းတစ်ပုဒ်ပြောချင်ပါတယ်။အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျကာတာနီးမှာရထားနှစ်စီးတိုက်မှုကြောင့်သေဆုံးသူ14ဦးထိရှိလာပြီးဒဏ်ရာရသူ84ဦးရှိတယ်လို့ရထားကုမ္ပဏီကပြောပါတယ်။ AP29 ညပိုင်းကမြို့တော်ဂျကာတာဒီကာစီဒေသမှာဖြစ်ခဲ့တဲ့မတော်တဆမှုမှာရထားထဲပိတ်မိနေသူတွေကိုဆွဲထုတ်ကယ်ဆယ်မှုပေးသွားပြီးတဲ့ရထားတဲ့ခီးသည်တင်ရထားကိုလမ်းကြောင်းတစ်ခုတည်းပေါ်မှာမောင်းနေလာတဲ့ခီးသည်တင်ဝေးပြေးရထားကနောက်ကနေဝင်တိုက်ခဲ့ပြီးလူသေဆုံးထိခိုက်မှုဖြစ်ပေါ်ခဲ့တာပါ။သေဆုံးသူ14ဦးရှိတယ်လို့အင်ဒိုနီးရှားအစိုးရကပြောပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးစီးသွားပြီဖြစ်ကြောင်းဒါပေမဲ့တုံ့လိန်နေတဲ့ရထားတွေထဲမှာပိတ်မိနေတဲ့ခီးသည်တွေကိုကယ်ဆယ်ရေးလုပ်ရတာဟာအလွန်ခက်ခဲတယ်လို့ပြောပါတယ်။မျိုးသမီးသေးသေးလွယ်မှာလည်းထိခိုက်ပျက်စီးမှုအများဆုံးပါ။သေဆုံးတဲ့အရာမျိုးအားလုံးကလည်းမျိုးသမီးတွေဖြစ်ပြီးအများစုကတုံ့လိန်နေတဲ့တံပြားတန်ကြောင်းတွေကြောင့်ထိခိုက်ခဲ့တယ်လို့ပိတ်မိနေခဲ့တယ်လို့ဆိုပါတယ်။ရထားနှစ်စင်းကိုမဖန်ရှားမီရထားတွဲတံပြားတွေကိုစက်ကရိယာတွေနဲ့ဖြတ်တောက်ပြီးတော့ကျွမ်းကျင်သူတွေကကျန်ရစ်သူတွေကိုကယ်တင်ရပါတယ်။အခင်းဖြစ်ပေါ်တဲ့ဘီကာစီဒေသကစေယုံကိုတွားကြည့်ရှုခဲ့ပြီးနောက်ရင်ကြောချက်မှုကိုကူညီဖြည့်ရှင်းဖို့ရထားလမ်းတွေအနီးဂုံးကျော်တရားတိဆောက်ရေးကိုသဘောတူတယ်လို့အင်ဒိုနီးရှားသမ္မတဆူဘီယန်နိုကပြောပါတယ်။ရထားလမ်းကွန်ရက်နေရာအများစုကိုကောင်းကောင်းမွန်ထိန်းသိမ်းထားခြင်းမရှိဘူးတဲ့ရထားတိုက်မှုကိုအင်ဒိုနီးရှားမျိုးသားတယ်ပို့ဆောင်ရေးဘေကင်းလုပ်ကျွေးကုမ္ပဏီကစုံစမ်းစစ်ဆေးနေပါတယ်။နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်။လွန်ခဲ့တဲ့2ရက်ကမာလီနိုင်ငံမှာမြို့တော်အတွင်းမှာပါတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။မာလီနိုင်ငံဟာပြည်တွင်းစစ်ကြီးတဲ့ကြာရောက်သွားပြီဖြစ်ပါတယ်။မာလီနိုင်ငံမြို့တော်ပါဝယ်စစ်စခန်းတွေကိုဒီခွဲထွက်ဖွဲ့တွေကအလုံးကြီးနဲ့ဝင်ရောက်စီးနင်းတိုက်ခိုက်နေပြီးအာနာသိန်းဗိုလ်ချုပ်ကြီးရဲ့အိမ်ပါတိုက်ခိုက်ခံရပါတယ်။အာဖရိကတိုင်းနောက်မြောက်ပိုင်းကကုန်းနိပိတ်နိုင်ငံဖြစ်တဲ့မာလီနိုင်ငံမှာလက်နက်ကိုင်ဖွဲ့စည်းတစ်ခုဖြစ်တဲ့အယ်ခိုင်ဒါနဲ့တွာရက်လူမျိုးစုခွဲတဲ့ဖွဲ့တွေပါဝင်တဲ့ဂျန်နင်းအဖွဲ့ Azawad Liberation Front FLA ဖွဲ့တွေကမြို့တော်ဘာမာကိုကစစ်စခန်းကြီးတွေပါဝင်နိုင်ငံနေရာအနှံ့အပြားတပြိုင်နက်တည်းအပြင်းထန်တိုက်ခိုက်နေပါတယ်။တိုက်ခိုက်မှုမှာမဟာမိတ်လက်နက်ကိုင်အဖွဲ့တွေနဲ့လူမျိုးစုသဘုံတွေကမြို့တော်ဘာမာကိုကလေဆိပ်နဲ့မာလီရဲ့အကြီးဆုံးစစ်စခန်းတွေထိပါတိုက်ခိုက်နိုင်ခဲ့တယ်လို့ကြေညာပါတယ်။အကြီးအနဲ့ထိစပ်နေတဲ့နိုင်ငံမြောက်ပိုင်းကမြို့တွေနဲ့သိမ်းခံရပါတယ်။တွာရက်လက်နက်ကိုင်တွေနဲ့အာဇဝါလူမျိုးရေးတအူးဟာ2025မှာသမ္မတရာထူးရယူခဲ့တဲ့2021မေလမှာလည်းဒုတိယကြိမ်အာဏာသိမ်းခဲ့တဲ့ဗိုလ်ချုပ်ကြီးရဲ့စစ်တပ်တွေကလုံခြုံရေးတင်းကျပ်စွာချထားတဲ့အိမ်ရောကာကွယ်ရေးဝန်ကြီးရဲ့အိမ်ကိုပါအပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်။မာလီစစ်ကောင်းဆောင်တွေရဲ့အိမ်တွေထိပါတိုက်ခိုက်ခံရပြီးစစ်စခန်းတွေလေဆိပ်တွေကတပြိုင်နက်တည်းသိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။2021မာလီစစ်တပ်ရဲ့ဒုတိယကြိမ်အာဏာသိမ်းမှုမှာတွာရာလူမျိုးစုလက်နက်ကိုင်တွေကအာဏာသိမ်းဗိုလ်ချုပ်ကြီးဂွိုင်တာကိုထောက်ခံခဲ့ပေမဲ့စစ်ဗိုလ်ချုပ်ပရီဂိုရှင်ရဲ့ရုရှားကျေးစားစစ်တပ်အကူအညီနဲ့နိုင်ငံမြောက်ပိုင်းကခီတဲ့မြို့ကိုတွာရက်လက်ကနေပြန်သိမ်းချိန်မှာတော့ခွာပြေးသွားပါတယ်။အမေရိကန်အစိုးရကတော့မာလီဂျမ်ဘတ်အဖွဲ့တွေရဲ့တိုက်ခိုက်မှုကိုပြင်းထန်ရှုတ်ချပါတယ်။2022နဲ့23နှစ်မှာကုလငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့နဲ့ပြင်သစ်တပ်တွေဆုတ်ခွာချိန်အာဖရိကမြောက်ပိုင်းအယ်ခိုင်ဒါနဲ့တခြားဆိုးရောက်ဖွဲ့တွေဟာပြန်ကောင်းထောင်ထလာတာဖြစ်ပါတယ်။အမေရိကန်ကတော့မာလီဆိုးရောက်ကိုဂျမ်ဘတ်တွေကောင်းထောင်လာနိုင်ခြေရှိတယ်လို့သတိပေးထားခဲ့ပါတယ်။မာလီမှာရောက်နေတဲ့အမေရိကန်နိုင်ငံသားတွေနောက်ဆုံးအမြဲဆုံးထွက်ခွာဖို့လည်းပြောထားပါတယ်။နောက်ဆုံးသိရတဲ့သတင်းတွေအရရုရှားကျေးစားစစ်တွေရဲ့အကူအညီနဲ့မာလီဆိုးရကပြန်သိမ်းထားတဲ့အယ်ဂျီယာနယ်ဇက်ကာလီဒဲမြို့ကိုအာဇဝါနဲ့တွာယာတိုက်ခိုက်သမားတွေကပြန်သိမ်းယူခဲ့တယ်လို့လည်းသိရပါတယ်။နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်။အခုမာလီနိုင်ငံမှာမြို့တော်ဘာမာကိုလုံးဝမကျဖို့ရုရှားအာဖရိကတပ်မဟာကလည်းပြင်းပြင်းထန်ထန်ခံစစ်နဲ့တိုက်ထုတ်နေရတယ်လို့သိရပါတယ်။
ဝဂနာစစ်အုပ်စုကိုဆက်ခံတဲ့ရုရှားစစ်တပ်ရဲ့အာဖရိကအထူးတိုက်ခိုက်ရေးတပ်ဟာ2012ကအမေရိကန်အထူးတိုက်ခိုက်ရေးတပ်တွေကလေ့ကျင့်ပေးထားတဲ့မာလီဆိုရစစ်တပ်နဲ့တွဲပြီးတော့အာဇဝါလူမျိုးရေးတပ်ဦးတွေတော်ရဲလက်နက်ကင်ခွဲတဲ့အဖွဲ့တွေအလခိုက်ဒါတခြားအဖွဲ့ပူးပေါင်းအဖွဲ့9ဘွဲ့လောက်ရဲ့ပေါင်းစည်းတိုက်ခိုက်မှုကိုတိုက်ထုတ်နေရတယ်လို့ရုရှားသတင်းတွေအရလည်းသိရပါတယ်။ဒါအပြင်လက်ရှိချိန်မှာမာလီနိုင်ငံမြောက်ပိုင်းကအာဇဝါဒေသရဲ့လက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့တပ်ဦးကိုလည်းမြို့တော်ဘာမာကူကနိုင်ဂျာမြေကမ်းတစ်လျှောက်ပိတ်ဆို့ပြီးပြင်းထန်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ရုရှားအာဖရိကတပ်မဟာရောမာလီဆိုရတပ်ပါစစ်စခန်းတွေကိုပိတ်ဆို့ပြီးအသေးအံကာကွယ်နေရပါတယ်။အာနာသိန်းနာရောတံပြန်အာနာသိန်းနာမှာပါအောင်မြင်စွာဦးဆောင်ခဲ့လို့အာဖရိကတိုက်ကစစ်ကောင်းဆောင်တွေကိုယ်တိုင်စလန်ပေးရတဲ့ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးစာရီယိုကလည်းကားပုံခွဲခံရလို့ကြာဆုံးသွားပါတယ်။အခုနောက်ဆုံးရတဲ့ချိန်မှာတော့အဂျီယာနယ်စပ်ကကီတေကနေဝါကနာအုပ်စုထုတ်ခွာသွားတဲ့အတွက်မဟာမိတ်မြောက်ပိုင်းတပ်တွေကမြို့ကိုပြီးသိမ်းလိုက်တယ်လို့သိရပါတယ်။ဒါအပြင်ရှင်းအောင်မြို့ဖြစ်တဲ့တင်ဘတ်တူကိုလည်းဆက်လက်တိုက်ခိုက်နေတယ်လို့သိရပါတယ်။တော်ရက်ခွဲထွက်တွေကရုရှားစစ်ဟင်းဒဇီကိုလည်းပစ်ချခဲ့တယ်လို့သိရပါတယ်။မာလီမြို့တော်ဘာမာကိုလည်းသိမ်းပိုက်နိုင်ကြီးရှိနေပါတယ်။မာလီနိုင်ငံသားဝန်ကြီးကတော့အိန္ဒိယနိုင်ငံရဲ့သွေးထိုးမြောက်ပင့်ပေးမှုနဲ့ပြည်ပနိုင်ငံတွေကအကြမ်းဖက်မှုတွေကိုလုံးဝနဲ့ကူညီလို့အခုလိုအခြေအနေဆက်ရောက်တာလို့ပြောတော့ပါတယ်။ယူကရိန်းပေါ်ရုရှားကတိုက်ခိုက်နေတဲ့စစ်ပွဲကိုတရားသောစစ်လို့မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျုံအန်ကပြောပြီးအမြဲထောက်ခံနေပါတယ်ဆိုပါတယ်။ AP 29ရက်နေ့မှာမြောက်ကိုရီးယားဆိုရပိုင်း KCNA သတင်းဌာနဖော်ပြချက်အရကင်ဂျုံအန်ဟာပြုံယန်းကိုအလဲပတ်ခီးစီရောက်နေတဲ့ရုရှားကာကွယ်ရေးဝန်ကြီးအန်ဒရီဘယ်လူဇောနဲ့တွေ့ချိန်မှာအဲ့ဒီသဘောထားကိုပြောခဲ့တာပါ။အန်ဒရီဘယ်လူဇောကလက်တော်ဥက္ကဋ္ဌဗက်ချာစလီဘယ်လိုဒီနဲ့တူရုရှားဆိုရကိုယ်စားလှယ်ဖွဲ့ဦးဆောင်ပြီးပြုံယန်းကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ရုရှားနဲ့မြောက်ကိုရီးယားတို့ဟာယူကရိန်းစစ်ပွဲကာလမှာပိုပြီးရင်းနှီးခဲ့တယ်လို့ရုရှားကိုကူညီဖို့မြောက်ကိုရီးယားကစစ်သည်လက်နက်ခဲယမ်းတွေဖြည့်တင်းပို့ဆောင်ခဲ့ပါတယ်။အပြန်အလှန်နေတဲ့ရုရှားကလည်းမြောက်ကိုရီးယားကိုစီးပွားရေးနဲ့နည်းပညာပိုင်းကထောက်ပံ့ပေးပါတယ်။ကင်ဂျုံအန်ဟာအဲ့တဲ့ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ရင်းနှီးဆွေးနွေးခဲ့ပြီးယူကရိန်းစစ်ပွဲဟာရုရှားရဲ့အမျိုးသားချုပ်ချာအာဏာပိုင်နဲ့နယ်မြေနဲ့လုံခြုံရေးကိုကာကွယ်ဖို့အင်မတန်မုံမြတ်တဲ့ရည်ရွယ်ချက်နဲ့ဆင်နွှဲမှမိမိသဘောပေါက်တာကြောင့်မရေမရိုင်ဆက်လက်ထောက်ခံအားပေးပါမယ်လို့ပြောပါတယ်။တရားသောစစ်ပွဲဆင်နွှဲနေတာဖြစ်လို့ရုရှားစစ်တပ်နဲ့ရုရှားပြည်သူတွေဟာတေချာပေါက်အောင်ပွဲခံမယ်လို့သူယုံကြည်ကြောင်းကင်ဂျုံအန်ကပြောပါတယ်။အန်ဒရီဘွယ်လ်ဆိုနဲ့ဘိုလိုဒင်တို့ဟာယူကရိန်းနဲ့တိုက်ခိုက်ရေးသေဆုံးခဲ့တဲ့မြောက်ကိုရီးယားစစ်သည်တွေအတွက်တည်ဆောက်ပေးတဲ့အထိမ်းအမှတ်ပြတိုက်ဖို့ပွဲခံတော့လေကင်ဂျုံအန်နဲ့အတူတက်ရောက်ပါတယ်။ရုရှားသမ္မတပူတင်ကရုရှားကိုကူညီပြီးရွန်းချင်တိုက်ပေးခဲ့တဲ့မြောက်ကိုရီးယားတပ်ဖွဲ့တွေရဲ့ရဲစွမ်းသတ္တိကိုချီးကျူးတဲ့စာကိုလည်းပေးခဲ့တယ်လို့သိရပါတယ်။တောင်ကိုရီးယားစစ်တော်လည်းယူကရိန်းနဲ့စစ်ပွဲတွင်မြောက်ကိုရီးယားကတပ်ကိုအင်အား1000ခွဲလောက်ပို့ခဲ့ပြီးအဲ့ဒီတပ်က2000လောက်သေခဲ့ပါတယ်။အဒီမပြုနိုင်တဲ့သတင်းတွေအရမြောက်ကိုရီးယားဟာစစ်သားတွေအနေနဲ့ယူကရိန်းရဲ့တုံ့ပြန်ဖြစ်ဖန်ဆီးတာခံမဲ့အစားကိုဆုံးစီရင်ဖို့ညွှန်ကြားခံထားရပါတယ်။ယူကရိန်းကမြောက်ကိုရီးယားစစ်သည်2ဦးတည်းကိုသာအရှင်ဖမ်းမိနိုင်ခဲ့ပြီးလက်ရှိချိန်ထိထိန်းသိမ်းထားဆဲဖြစ်ပါတယ်။နောက်ထပ်တင်ဖို့ပြောချင်ပါတယ်။ဖျားပြင်းငလင်ကြီးကြီးမားမားလောက်ခန့်နိုင်ခြင်းတတိပေးချက်ကိုဂျပန်ကပြန်ရုပ်သိမ်းလိုက်ပြီးဖြစ်ပါတယ်။ AP 20ရက်နေ့ကဂျပန်နိုင်ငံမြောက်ပိုင်းကမ်းလွန်မှာမက်ဂနီကျူ 7.7 အဆင့်ရှိငလင်ကြီးလောက်ခဲ့ပြီးဆူနာမီရေလှိုင်းချို့ရိုက်ခတ်ခဲ့ပြီးတဲ့နောက်ဂျပန်ငလင်တိုင်းတိုင်းအေဂျင်စီကနောက်ရက်တစ်ပတ်အတွင်းအဲ့ဒီထက်ပိုပြင်းအားထန်တဲ့ငလင်ကြီးတစ်ခုလောက်ခန့်နိုင်ခြင်းဟာ100ခန့်လောက်မြင့်တက်လာပြီးလိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ထားလို့အကြံပေးပြောပါတယ်။အဲ့ဒီတတိပေးAP 29ရက်နေ့မှာပြန်ရုပ်သိမ်းခဲ့ပါတယ်။အဲဒီနေ့မှာပဲဂျပန်နိုင်ငံဟိုကိုင်ဒိုကျွန်းတောင်ဘက်မှာအင်အားမဂနီကျူ 6.2 ဆင့်ရှိငလင်ကြီးလောက်ပါတယ်။ဂျပန်ဆိုရရဲ့သဘောဘေးရဲ့အကာအကွယ်တားဆီးဌာနကြီးကAP 20ရက်နေ့ကထုတ်ပြန်တဲ့ဖျားပြင်းငလင်ကြီးလောက်ခန့်နိုင်ကြီးအတွက်ကြိုတင်စီမံဖို့အကြံပြုသတိပေးချက်ကိုလည်းရုပ်သိမ်းလိုက်ပြီလို့ကြေညာပါတယ်။ AP 20ငလင်ကြောင့်ဂျပန်မြောက်ပိုင်းကမ်းလွန်ဒေသတွေမှာဆူနာမီအန္တရာယ်သတိပေးချက်ထုတ်ပြန်ခဲ့ရသလိုဒေသတွေလည်းရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။ဒါပေမဲ့ငလင်ကြောင့်လူအသေးပြောင်းတဲ့ဆိုလိုဝါထိခိုက်ပျက်စီးမှုတော့မရှိခဲ့ပါဘူး။ဒါပေမဲ့10ဦးတန်းအရပြီး2ဦးကဆေးရုံရောက်သွားပါတယ်။ဂျပန်ဟာကမ္ဘာမှာငလင်နဲ့မီးတောင်လှုပ်ရှားမှုများဆုံးကြုံတွေ့ရတဲ့နိုင်ငံတွေကတစ်ခုပါ။ကျိုးစုနိုင်ငံတစ်ခုပြည့်တဲ့ဂျပန်ဟာကမ္ဘာမြေမျက်နှာပြင်အောက်အေရီယာမှာကြောက်ဆိုင်ကြီး၄ခုစုံတဲ့ငလင်ကြောပေါ်မှာရှိပါတယ်။လူဦးရေ125သန်းလောက်နေထိုင်တဲ့အရှေ့အာရှဒေသတွင်းနိုင်ငံဟာနှစ်စဉ်ပြင်းအားမျိုးနဲ့ငလင်ပေါင်း1500လောက်လှုပ်ခတ်လေ့ရှိပါတယ်။ဂျပန်လူအဖွဲ့အစည်းက2011ကလှုပ်ခတ်ခဲ့တဲ့မက်ဂနီကျူ 9.0 အဆင့်ရှိအေယာမငလင်ကြီးနဲ့နောက်ဆက်တွဲဆူနာမီရဲ့ချောင်းလက်မှုကိုခံရဆဲပါ
အဲ့ဒီရှေ့စဉ်နောက်ဆက်ဖြစ်ပေါ်တဲ့သဘာဝကပ်ဘေးကြီးတွေကြောင့်လူပေါင်း 18500 လောက်သေဆုံးမှုပါတယ်ဖူကူရှီမာနျူကလ িয়ার တပ်အားပေးစက်အုံမှာဖြစ်ခဲ့တဲ့တပ်ပေါင်းဖို့အကွဲမှုကြောင့်လည်းလူသမိုင်းမှာအဆိုးဆုံးနျူကလ িয়ার မတော်တဆမှုနဲ့ကြုံတွေ့ခဲ့ရပါတယ်နောက်ထပ်တင်ဖို့ပြောချင်ပါတယ်ချားလ်စ်ဘင်းမြင့်ရဲ့အမေရိကန်ခီးစဉ်ကိုအစားပြုခဲ့ပြီးဖြစ်ပြီးအင်ပီတော်မှာသမ္မတထရန့်နဲ့တွေ့ဆုံခဲ့ပါတယ်2009နောက်ပိုင်းပြည်ထောင်ထီဆောင်မင်းတစ်ပါးရဲ့ပထမဆုံးအင်ပီတော်ခီးစဉ်ဟာအမေရိကန်နဲ့ပြည်ထောင်တို့ကြားကမဟာမိတ်ဆက်ဆံရေးကိုမြင့်တင်ဖို့အင်မတန်အရေးပါတဲ့တန်တမာရေးခြေလှမ်းဖြစ်ခဲ့ပါတယ်AB29 ကချားလ်စ်ဘင်းနဲ့ကျင်းရတော့ကယ်မီလာတို့ဟာမေရီလန်းမှာရှိတဲ့အန်ဒရူးလစ်တက်စကန်စီကိုလေကြောင်းခီးစဉ်နဲ့ဆိုက်ရောက်ခဲ့ပါတယ်အဲနောက်မှာသူတို့နှစ်ဦးဟာအင်ဖီတော်စီခီးဆက်ပြီးသမ္မတထရန့်နဲ့သမ္မတကတော်တို့ကိုကြိုးစုံလုပ်ဆက်ကြပါတယ်။နိုင်ငံခေါင်းဆောင်တွေနဲ့ဇနီးတွေဟာအင်ဖီတော်ရှင်းမှာအမတ်တရတက်ပုံရိုက်ခဲ့တဲ့နောက်ကြိုတင်စီစဉ်ထားတဲ့ထရန့်ကချားလ်စ်နဲ့ကယ်မီလာကိုလက်ဖက်ရည်ပွဲနဲ့ဧည့်ခံပါတယ်။ပြီးတော့ပြည်ထောင်နဲ့ကျင်းရတော့အင်ဖီတော်ဥယျာဉ်တွေကိုလက်လက်ကြည့်ရှုပြီးအသစ်ချဲ့ထွင်ထားတဲ့အင်ဖီတော်ပုံစံငယ်ပြောင်းအောင်လေးနဲ့အတူတက်ပုံရိုက်ပါတယ်။အဲနောက်ချားလ်စ်နဲ့ကယ်မီလာတို့ဟာအင်ဖီတော်ကနေထောက်ခွာပြီးပြည်ထောင်တန်ရုံးကဥယျာဉ်ထဲမှာကျင်းပတဲ့ပါတီပွဲကိုတက်ရောက်ပြီးရာချီတဲ့ဧည့်သည်တော်တွေကိုတွေ့ဆုံပါတယ်။ထရန့်လက်ထက်မှာအမေရိကဟာအစင်လာမဟာမိတ်ပြည်ထောင်နဲ့ဆက်ဆံရေးအေးခဲတဲ့အခြေအနေတချို့ရှိခဲ့ပြီးချားလ်စ်ရဲ့ခရီးစဉ်ကဒီပြဿနာကိုဖြေရှင်းပေးနိုင်မယ်လို့ပြည်ထောင်တန်တမန်အတိုင်းဝိုင်းကပြောလင့်ပါတယ်။အမေရိကန်နိုင်ငံဆိုင်ရာပြည်ထောင်တန်မကြီးဟောင်း Lord Cam Darroch ကချားလ်စ်ဟာပင်ကိုစရိုက်အရာကိုပါနဲ့ကြွနေတဲ့တန်တမန်ပါတဲ့။ချားလ်စ်ဟာအမေရိကန်လွှတ်တော်မှာလည်းမိန့်ခွန်းပြောမှာပါ။သူမိန့်ခွန်းထဲမှာမကြသေးခင်ကဝါရှင်တန် DC မြို့တော်မှာသမ္မတထရန့်တက်ရောက်တဲ့အခမ်းအနားမှာဖြစ်ခဲ့တဲ့ပြစ်ခတ်မှုနဲ့ပတ်သက်ပြီးထည့်သွင်းပြောဆိုပွဲရှိပါတယ်။လေယာဉ်ကြာခီးစဉ်မှာတော်ဝင်ဆောင်တဲ့ဝါရှင်တန် DC မှာဂုဏ်ပြုတစ်ဖွဲ့ရဲ့အလေးပြုခြင်းခံယူတာမျိုးစီစဉ်လည်းတက်ရောက်မှာပါ။အဲနောက်မှာနယူးယောက်နဲ့ဗာဂျီးနီးယားကိုလည်းသွားပါမယ်။အမေရိကန်ခီးစဉ်ပြီးတော့ချားလ်စ်ဘင်းဟာဘာမြူဒါကိုသွားမှာဖြစ်ပါတယ်။ဘာကင်ဟန်နန်တော့ထုတ်ပြန်ချက်မှာအလီနောက်ဆက်တွဲခီးစဉ်ကိုကျင်းရတော့ကယ်မီလာလိုက်ပါမယ်လို့မဖော်ပြပါဘူး။ထရန့်နဲ့ချားလ်စ်တို့ဟာပြီးခဲ့တဲ့နှစ်စက်တင်ဘာလကထရန့်ရဲ့ပြည်ထောင်ခီးစဉ်တော်တွင်နောက်ဆုံးတွေ့ခဲ့ပါတယ်။အဲတော့ထရန့်ဟာချားလ်စ်ရဲ့နယ်စပ်ရဘာကင်ဟန်နန်တို့ကိုတွားခြင်းမရှိဘဲဝန်စာရဲတိုက်မှာပဲသူတို့နှစ်ဦးတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်။နာမည်ကျော် content creator နဲ့ဤပညာကျွမ်းသူတူဖြစ်တဲ့ Kit Poker ဟာဖုန်းကတစ်စိမ့်လိမ့်လက်ဖျားသူတွေ scammer တွေကိုအသေးလဲမုန်းတီးနေတဲ့ကိုကြီးကိုတာအကြောင်းရင်းတစ်ခုရှိတယ်ဗျ။အဲ့ဒါကတော့သူ့ရဲ့ဖွားဖြစ်သူကိုယ်တိုင်ကလိမ့်လေသူတွေရဲ့သားကောင်ဖြစ်ခဲ့ရလို့ပါပဲ။ဒီဖြစ်ကြောင့်သူဟာသူ့ဒေါသကိုတီထွင်စမ်းသစ်ပြီးဤပညာမြင်မာတဲ့အရာဖြစ်ပြောင်းလဲပြဖို့အဆုံးဖြတ်လိုက်ပါတယ်။သူ့ရွယ်ချက်ကသူတို့ကိုဖော်ထုတ်ဖို့တသက်မဟုတ်ပဲသူတို့အချိန်တွေကိုတနက်သမျှအများဆုံးဖြုံးတီးဖို့ပဲဖြစ်ပါတယ်။ပထမပိုင်းမှာသူဟာအတန်ပြောင်းဆက်တွေကိုသုံးလိမ့်လေတဲ့ call center တွေစီကိုယ်တိုင်ပြန်ဖုန်းဆက်အဲဒီကမှသူဟာရမ်းချမ်းသာပြီးဘာမှနားမလည်တဲ့အဖောက်တယောက်ဖြစ်ဟန်ဆောင်ပါတယ်။သူကလိမ့်လေသူတွေကိုဖုန်းထဲမှာနိုင်ပေါင်းများစွာကြောင်းသူ့ရဲ့ကြောင်းတွေကြောင်းရှောက်ပြောတာဘယ်ဟိုကောင်းမောင်းတော့လို့ဟန်ဆောင်တာဒါမှမဟုတ်ကွန်ပျူတာလုံးဝမသုံးတတ်လို့လုပ်ပြတာမျိုးအချိန်ဆွဲပါတာ။ဒါမှသာအဲ့ဒီလိမ့်လေသူတွေအနေနဲ့တကယ်သားကောင်းအစစ်မှန်စီကနေပတ်စံခိုးဖို့အခြေအနေရှိတော့မှာဖြစ်ပါတယ်။ဒါပေမဲ့သူကတယောက်လည်းဖြစ်ပြီးလိမ့်လေသူတွေကထောင်ချီများပြပါတယ်။ဒါကြောင့်သူကအလုံးစင်းမြင့်တဲ့ AI ကိုယ်စနစ်တစ်ခုတည်ထောင်ပါတယ်။အဲဒီစနစ်ဟာထိခိုက်လွယ်တဲ့လူသားတယောက်လိုပြုမှုနိုင်အောင်ဒီဇိုင်းထုတ်ထားပြီးထောင်ပေါင်းများစွာသောထူးခြားပြီးလက်တွေ့ကျတဲ့ပုံတွေကိုဖန်တီးပေးနိုင်တဲ့ AI အသံစနစ်လည်းပါပါတယ်။လိမ့်လေသူတွေကသူ့ကိုယ်ရဲ့ထဲမှာဖုန်းနံပါတ်တွေကိုဆက်သွယ်မိတဲ့ကသူတို့ကဘာမှနားမလည်တဲ့တက်ကြီးရွယ်ဦးသူဖုန်းတိုင်းပညာမကျွမ်းကျင်တဲ့တားကောင်လူနဲ့စကားပြောနေရတယ်လို့ပဲထင်မှတ်မိပါပါ။ဒီ AI ရဲ့အဓိကရွေးချက်ကလိမ့်လေသူတွေကိုဖုန်းလိုင်းပေါ်မှာတက်နိုင်သမျှအကြဆုံးပိတ်မိအောင်လုပ်ဖို့ပါ။ AI ဟာရှင်းတော့မမြင်တဲ့စကားတွေပြောဖို့အချက်လက်တွေကိုမေးပြဖို့နဲ့နားမလည်နိုင်တဲ့နည်းပညာဆိုင်ရာချို့ယွင်းချက်တွေဟန်ဆောင်ဖန်တီးဖို့ program သွင်းထားပါတယ်။ဒါတွေအားလုံးကလိမ့်လေသူတွေကိုစိတ်ပြအောင်နိုင်ပေါင်းများစွာရက်ပေါင်းများစွာအထိအလို့ရှော့အောင်လုပ်ဖို့ပါ။လိမ့်လေသူတွေကဂီတာဘောရဲ့ AI စတဲ့ငင်းခုန်ပြီးအချိန်ကြာနေတဲ့အတွက်တခြားသူတွေစီဖုန်းဆက်ဖို့အချိန်မရှိတော့ပါဘူး။ဒီလုပ်ငန်းစဉ်ကိုကြီးကြပ်ချဲလိုက်တာဟာဂီတာဘောဟာဖြစ်လာနိုင်ခြေရှိတဲ့လိမ့်လေမှုထောင်ပေါင်းများစွာတကူတော်ဟန်တားပေးနေတာလို့ဒီကဘာလုံးကတော့ချီကျူးပြောဆိုကြပါတယ်။နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။ထိုင်းနိုင်ငံကဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာတရုတ်နဲ့ထိုင်းလုပ်သားတွေအုပ်စုလိုက်ရန်ပွဲဖြစ်ပွားတယ်လို့သိရပါတယ်။လူတချို့ထိခိုက်ဒဏ်ရာရပါတယ်။နခွန်ဖာတနာခရိုင်တွေကမခါဧရိယာမှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ AB26 နှစ်ကရုံရင်းဆက်ခိုက်ရန်ပွဲကြီးဖြစ်ခဲ့တာပါ။နှစ်ဖက်လုံးမှာဒါဇင်နဲ့ချီပါတဲ့လူသမားတွေဟာအပြင်းထန်ငင်းခုန်တွေဖြစ်နောက်ဆက်တွဲကိုထိလက်ရောက်ကျူးလွန်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီဖြစ်မှာနှစ်ဖက်လုံးကတရားနဲ့ကျင့်ရသူတွေရှိပါတယ်။ဗီဒီယိုမတန်းတွေမှာတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး
ရောင်စုံအင်ဂျီတွေနဲ့လုံခြုံရေးကောင်းဆောင်တွေဝတ်ထားသူတွေဟာရရလက်နဲ့သုံးပြီးတော့တိုက်ခိုက်ကြလက်သွင်းနဲ့ထိုးကြပါတယ်။ရန်ပွဲကမော်တော်ဆိုင်ကယ်ပါကင်ဧရိယာတစ်ခုနားမှာဖြစ်ခဲ့ပြီးတချို့လူသမားတွေကဝင်ဖြန့်ပြေးဖို့ကြိုးစားရင်းတချို့ကတော့သွေးဆူပြီးအရှင်ကောင်းကောင်းနဲ့လက်သီးစွမ်းပြခဲ့ပါတယ်။ AB29 မှာထိုင်းရဲတပ်ဖွဲ့ဒေသခံအုပ်ချုပ်ရေးရရှိတဲ့ပြည်တွင်းလုံခြုံရေးစီမံမှုညွှန်ကြားမှုရရှိနေပေါင်းပြီးရန်ဖြစ်နေရသွားစစ်တယ်လို့တသက်ထောက်ထားတဲ့အချက်လက်တွေစုဆောင်းပါတယ်။နောက်ပြီးတော့ကိုထီလျောက်တိုက်ခိုက်မှုတွေမှာပါဝင်ခဲ့တဲ့ထင်ရှားသူတွေကိုခေါ်ယူမေးမြန်းပါတယ်။ဖြစ်စဉ်တစ်ခုချင်းစီလိုက်ဥပဒေကြောင်းအရဆိုတဲ့တင်မို့တင်မတင်စမ်းစစ်ပါတယ်။ကနဦးချင်းတွေရတော့ရန်ပြတိုက်ခိုက်မှုလူထုအတွက်အနောက်ရှက်ဖြစ်မှုဆွေးချက်တွေအတွက်အမှုရင်ဆိုင်ရမယ့်သူအများကြီးရှိပါတယ်။လောလောဆယ်လုပ်ငန်းတချို့လည်းရပ်ဆိုင်းထားပါတယ်။ထိုင်းအာဏာပိုင်တွေကတရုတ်နဲ့ထိုင်းလူသမားနှစ်ဖွဲ့လုံးကိုငြိမ်းချမ်းဖြစ်ရှင်းမှုလည်းတတိပေးထားပါတယ်။နောက်ထပ်ချင်းတွေထပ်တင်းမှလာရင်နိုင်ငံရဲ့ပြည်ပလူသမားစီမံခန့်ခွဲမှုစွမ်းရည်နဲ့ဒေသရဲ့စက်မှုနဲ့စီးပွားကဏ္ဍပေါ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေယုံကြည်မှုကိုထိခိုက်သွားစေနိုင်တယ်လို့တတိပေးထားပါတယ်။